ဘာတွေပဲဖြစ်ဖြစ်ငါမင်းကိုပဲချစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီဒီလိုစာကြောင်းမျိုးဆိုရင်ဘယ်လိုအင်္ဂလိပ် pattern တွေကိုသုံးပေးရမလဲဆိုတော့ဒီနေ့ pattern လေးကကြတော့ I have decided to brother one ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့အခါမျိုးတွေမှာထပ်သုံးပေးလို့ရပါတယ်ဒီစမှာနဲ့ကြတော့ I have decided to forgive her ငါသူမကိုခွင့်လွှတ်ဖို့ဆုံးဖြတ်လိုက်ပြီ I have decided to forgive her I have decided to love you no matter what happens. ဘာတွေပဲဖြစ်ဖြစ်ငါမင်းကိုပဲချစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ I have decided to love you no matter what happens. I have decided to never give out on my dream. ငါအမေတို့ကိုဘယ်တော့မှလည်းမလျှော့ဖို့ဆုံးဖြတ်လိုက်ပြီ I have decided to never give out on my dreams. I have decided to let him go. ငါသူ့ကိုလက်လွှတ်ဖို့ဆုံးဖြတ်လိုက်ပြီ I have decided to let him go.I have decided to go abroad. ငါနိုင်ငံခြားထွက်ဖို့ဆုံးဖြတ်လိုက်ပြီ I have decided to go abroad. ဆိုတော့ဒီစာကြောင်းရင်ကြာရောအင်္ဂလိပ်လိုဘယ်လိုရေးရမလဲဆိုတော့ comment မှာရေးခဲ့ပေးဦးနော်ဒီလို10မိနစ်တည်းနဲ့အကျိုးရှိတဲ့ဗီဒီယိုတွေကိုလေ့လာချင်တဲ့ဆိုရင်တော့ငယ်ဒီကောင်းလေးကိုအပေါင်းလေးနှိပ်ခဲ့ပေးဦးနော်ဒါဆို see you bye bye